မှန်တဲ့ဘက်ကပဲရက်တည်မှာပဲတချို့လူတွေဂျားနေဆိုတာလည်းမြင်တယ်ပေါ့နော်တကယ်တမ်းတော့ဒီချိန်မှာဂျားနေဆိုတာအရန်ကိုယုံဖို့ကောင်းပါတယ်ဟိုလူတွေကဘယ်ဘက်မှမပေါဘူးဆိုပြီးဒါကြီးကမတရားတဲ့ဘက်မှာငုတ်တုတ်ထိုင်ပြီးတော့လက်ပိုက်ကြည့်နေနိုင်တယ်ဆိုတာကကိုတိုင်းကကောင်းတဲ့လူလားဆိုတော့ကိုသိစေချင်တယ်တချို့တွေအခုချိန်ကြီးဘာမှမလုပ်ပဲအဲ့လိုပြောလို့ဒီတော့ပါတီဆွဲလို့ဒီတော့ဘာလို့မပါဝင်ရတာလားလို့ပြောတာမဟုတ်ဒီဟာကြီးပါတီဆွဲနဲ့ဖြစ်နေတာမဟုတ်မတရားကြီးဖြစ်နေရအမှန်တရားကြီးကွာလူတွေကအမှန်တရားကိုပြောလို့ရှိရင်ချစ်မြတ်နိုးတယ်ဆိုဘာလို့ပါမလာကြပကြီးတို့ဆိုမနေနိုင်ဘူးအမှန်တိုင်းပြောရင်ညဆိုလို့ရှိရင်အိတ်လို့မရဘူးတော့ပကြီးတို့မှလည်းစီးပွားရေးတွေရှိလူမှုရေးတွေရှိရမိသားစုစောင့်ဝင်နေရေးတွေရှိရဒါပေမဲ့တခုမှအဆင်မပြေတော့ဘူးပကြီးတို့မိဘတွေလည်းကျမ်းမာရေးမကောင်းတဲ့လူတွေရှိရနော်အခုအတိုင်းတာမှာပကြီးတို့ညလည်းကောင်းကောင်းမအိပ်ရဒါပေမဲ့ညကောင်းကောင်းမအိပ်ရလို့မိုးလင်းရင်မသွားခြင်းနဲ့စိတ်ဖြစ်လာဆိုလုံးဝမဖြစ်ဘူးပကြီးတို့မိုးလင်းတာနဲ့ပကြီးနဲ့မခရစ်ဆိုရင်ဘယ်ချိန်ပဲဆုံးသွားလဲဒီကနေ့ဒီပကြီးတို့တရက်မှမပြတ်ဘူးနေနိုင်တဲ့လူတွေကိုလည်းအံ့ဩတယ်ဒါပေမဲ့ကိုလုံးလို့သူတို့မနှောက်ရလားဆိုပြီးတော့လည်းပကြီးတို့အပြစ်တင်တာမဟုတ်ဘူးဒါပေမဲ့တချို့တွေကလုံးလည်းမလုံးဘူးလုံးတဲ့လူကိုလည်းပြတ်မှာလုံးပါနဲ့ကြောက်ရတယ်စိုးရင်ရတယ်ဘာလဲဆိုပြီးစိတ်ခွာရတယ်ရော့အောင်လုံးတဲ့လူတွေလည်းအများကြီးရှိတယ်နိုင်ငံရေးကိုပကြီးတို့ကိုယ်တိုင်လည်းကောင်းကောင်းနားမလဲပါဘူးဒါပေမဲ့ဒီအချိန်မှာအမှားနဲ့မှန်တော့ပကြီးတို့ကောင်းကောင်းခွဲခြားတတ်တယ်အကြောင်းမို့လို့ပါချိန်ဖြစ်နေတဲ့